ဒီပစ္စည်းလေးကိုမြင်မှုကောင်းမြင်မှုပါလိမ့်မယ်အခုခေတ်လူငယ်တွေအတွက်တော့ဒါက software တွေ application တွေမှာမြင်တွေ့နေရတဲ့စိတ် icon လေးရဲ့ပုံစံတူလို့ပဲထင်ကြပါလိမ့်မယ်ဒါပေမဲ့ဒီအပြားလေးကတစ်ချိန်လုံးကကမ္ဘာနည်းပညာလောကကိုစိုးမိုးခဲ့တဲ့ floppy disk ဆိုတဲ့ပစ္စည်းလေးပါပဲ cloud storage တွေ SSD တွေမပေါ်ခင်ကနည်းပညာသမားတွေဘယ်လို data တွေသိမ်းခဲ့ရလဲဆိုတာတင်ဆက်ပေးကြပါတယ် floppy disk တွေကို1960ဝန်းကျင်က IBM ကစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးအစပိုင်းမှာ8လက်မအရွယ်စားရှိတဲ့ပျော့ဤအရာလေးတွေဖြစ်လို့ floppy လို့အမည်ရခဲ့တာပါတဖြည်းဖြည်း9လက်မခွဲအရွယ်စားကလေး3လက်မခွဲတတအမှားသား version လေးတွေဖြစ်လာခဲ့ပါတယ်နီးပညာပိုင်းရကြည့်ရင် floppy disk ဆိုတာ magnetic storage media တစ်ခုဖြစ်ပြီးသူ့အတွင်းထဲမှာ mylar လို့ခေါ်တဲ့ polyester အပြားဝိုင်းလေးကို iron oxide နဲ့ဖုံးထားပါတယ်အချက်လက်တွေကိုသိမ်းတဲ့အခါ disk ကိုဆောင်းဝိုင်းခွင်းလေးတွေဖြစ်တဲ့ thread တွေအဲ့ဒီခွင်းတွေကိုမှအပိုင်းစာလေးတွေထပ်ပိုင်းထားတဲ့ SATA တွေဖြစ်ခွဲခြားထားပါတယ်လူသုံးများဆုံး3လက်မခွဲ HD disk ချက်မှာ thread ပေါင်း80စီပါတဲ့ဘတ်နှစ်ဖက်ပါဝင်ပါတယ်1 thread မှာ SATA 18ခု1 SATA မှာ 5125 နှုန်းနဲ့တွက်ချက်လိုက်ရင်စုစုပေါင်း 1.44 MB ပဲ storage သာဆန့်ပါတယ်ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူသူရဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားပါမို့ The Prehead Channel လေးကို like and subscribe လုပ်သွားပေးပါဦးခင်ဗျာ Data 1 MB ခန့်သာသိမ်းနိုင်တဲ့ပမာဏဟာယခုခေတ်ဖုန်းနဲ့ရိုက်တဲ့ဓာတ်ပုံတစ်ပုံတောင်စေထားလို့မရနိုင်ပါဘူး Windows 95 ကို install လုပ်ဖို့ဆိုရင်တော့ဒီလို floppy disk အချက်ပေါင်း30ကျော်ကိုတစ်ချက်ပြီးတစ်ချက်ထည့်ရတာပဲဖြစ်ပါတယ် disk တဲကို data ဖတ်တဲ့အခါ read write head က disk ရဲ့မျက်နှာပြင်ထက်ဓာတ်ရိုက်ထိတွေ့ပြီးအလုပ်လုပ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုထိတွေ့နေရတဲ့အတွက်ဖုံဖုံလေးတစ်မှုံရှိုံနဲ့တင် data တွေပျက်စီးလွယ်သလိုတန်လိုက်တစ်ခုခုနဲ့အနီးကပ်ထားမိရင်လည်းအချက်လက်တွေအကုန်ပျက်စီးသွားတတ်ပါတယ်ဒီပညာတွေဘလောက်ပဲတိုးတက်ပြီး transfer rate တွေဘလောက်မြန်လာပါစေကွန်ပျူတာသမိုင်းမှာ random အဆက်ရတဲ့ပထမဆုံးအိတ်ဆောင် storage ဖြစ် floppy disk ကတော့ရှိနေခဲ့မှုပါတယ်မိတ်ဆွေရော floppy disk နဲ့အလုပ်လုပ်ခဲ့ဘူးလားဒီပစ္စည်းလေးနဲ့ပတ်သက်ပြီးအမှတ်တရတွေရှိခဲ့ရင် comment မှာပြောပြပေးသွားပါဦးခင်ဗျာ